ဒီမှာဆိုရမယ်ဒီအလေးပါဆိုတော့စပိုင်ဒီမိုင်းပါဒီနေကောင်းလားဟာမင်းကလည်းပြတ်သွားပြန်တင်နှန်းရှိပါလေဆိုတာမိကခန်းခပြတ်နေတာသိနေလိုက်ရရမ်းမယ်ဒီလိုလားမိခန်းခပြတ်နေလို့ဆိုအိမ်ဆိုလာဝတ်ခိုင်းပါပဲရောမင်းခဏခဏပြက်လို့ဆိုလာတက်ဖို့အတွက်စဉ်းစားနေပြီလားဒါဆိုလို့ရှိရင်တော့ဆိုလာမတက်ခင်သိထားတဲ့အခြေခံအချက်လေး၃ချက်ကိုမျှဝေပေးသွားချင်ပါတယ်ရှင်ပထမဦးဆုံးနဲ့အရေးကြီးဆုံးຢာကတော့ဆိုလာတက်စင်မယ့်နေရာပဲဖြစ်ပါတယ်ဆိုလာရဲ့အတွက်နေရောင်ခြည်ဆိုတာအဓိကကျတဲ့အရာဖြစ်တာမို့လို့နေရာရွေးချယ်တဲ့အခါမှာနေလန်းတောင်းပုံမူပြီးနေရောင်ခြည်တိုက်ရရှိတဲ့နေရာမျိုးကိုရွေးချယ်တင်ပါတယ်ဥပမာအားဖြင့်အပင်ရိပ်အိမ်ရိပ်တွေကျနေတဲ့နေရာမျိုးတွေနေရောင်ခြည်ကိုကြောခိုင်းထားတဲ့နေရာမျိုးတွေကိုတော့လုံးဝရှောင်တင်ပါတယ်ရှင်ဒုတိယအချက်ကတော့ဆိုလာတက်စင်မှုပုံစံမျိုးဖြစ်ပါတယ်ဆိုလာရီဆိုတာကနှင်းနဲ့ချီပြီးအသုံးပြုရမယ့်အရာတွေဖြစ်တဲ့အတွက်ကြောင့်ဆိုလာတက်စင်တဲ့အခါမှာမှုန်တိုင်းတံမိုးတဲ့မှုကိုခံနိုင်ရရှိအောင်ကြိုတင်ပြင်ဆင်ထားဖို့အတွက်လိုအပ်ပါတယ်ဒါကြောင့်ဆိုလာတက်စင်တဲ့အခါမှာကြွကျင်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ safety ဖြစ်အောင်စနစ်တကျလုပ်ဆောင်တင်ပါတယ်အိမ်ခေါင်မိုးကိုကျွန်းနဲ့ချီုံနဲ့တော့လုံးဝမရပါဘူးနော်နောက်ဆုံးတစ်ချက်ကတော့ regulation နဲ့တည်တင်ထိန်းသိမ်းမှုတွေပြုလုပ်ပေးဖို့ပါပဲဆိုလာပြားတွေကတူတူတူကြီးစိုက်ဆရာမလိုပေမဲ့လည်းဆိုလာတွေပေါ်မှာအမိုက်ဖုံမုံနဲ့ငါချီတွေစွပြုံလာပြီဆိုလို့ရှိရင်တော့နေရောင်ခြည်ကောင်းကောင်းဆုပ်ယူနိုင်မှာမဟုတ်တော့ပါဘူးအဲ့ဒီအခါကျရင်ဆိုလာရဲ့ဆွမ်းဆောင်ရည်တွေရော့ကျလာနိုင်ပါတယ်ဒါကြောင့်အနည်းဆုံးတစ်လကိုတစ်ချိန်လောက်တော့ရေလေးနဲ့တန့်ရှင်းမှုပြုလုပ်ပေးသင့်ပါတယ်ရှင်ဒီတော့မိခဏခဏပြက်လို့စိတ်ညစ်နေရဆိုရင်ဆိုလာတက်စင်ဖို့အတွက်တတိယလိုက်ပါဆိုလာမတက်စင်ခင်မှာဒီချက်လေးတွေကိုအရင်ဆုံးသိအောင်လုပ်ထားသင့်ပါတယ်နော်ဒီဗီဒီယိုလေးကနေပြီးတော့ဆိုလာတက်စင်ဖို့အတွက်စဉ်းစားနေတဲ့သူတွေအတွက်အကြံဉာဏ်ကောင်းကြီးအများကြီးရရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်ညီမတို့အားဖြင့်ဆိုလာမှာဆိုရင် battery inverter ဆိုလာမျိုးစားမျိုးစုံကို running နဲ့ after sale စပြီးအပြည့်အဝပြီးရောင်းချပေးနေရမို့လို့ပတ်သိညာကျွန်းတာ AI ထဲမှာရှိတဲ့အားဖြင့်ဆိုလာရှိုးလုံးကိုအမြန်ဆုံးလာဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ချင်ပါတယ်ဟုတ်ပြီပါ